gateway တွေ AP တွေဝယ်လို့မရသေးတာပဲဖြစ်ဖြစ်ဝယ်မရှိသေးဘူးမဝယ်နိုင်သေးတာပဲဖြစ်ဖြစ် Starlink Gen 3နဲ့ဆိုင်နေမှာဒီ internet ကိုကျွန်တော်တို့အချိန်နဲ့ရောင်းစားတဲ့ပုံစံမျိုးနီလန်ကိုကျွန်တော်ပြောပြမှာဖြစ်တယ်လက်ရှိမြင်တွေ့နေရတာကတော့ကျွန်တော်ဒီ login ဝင်ထားပြီးတာပေါ့နော်ဒီဖုန်းတစ်လုံးမှာStarlink Gen 3ရဲ့ account Starlink software မှာ login ဝင်ထားပြီးသားအခြေအနေဖြစ်ပါအဲ့လိုအခြေအနေအတိုင်းကျွန်တော်တို့ဒီ customer ကိုဒီကျွန်တော်တို့ဒီအချိန်ကြီးရောင်းမယ်ပတ်စံနဲ့ရောင်းမယ်ဟာကိုလုပ်မယ်ဆိုရင်ဘာတွေတိထားမလဲဘယ်လိုလုပ်လို့ရတယ်လဲဆိုတော့ပြောမှာဖြစ်တယ်ဆိုတော့ကျွန်တော်ဒီမှာဆိုရင်ကျွန်တော်ဒီ customer 3ဦးပေါ့နော်ရောင်းထားတယ်ပေါ့ဗျာဖုန်း3လုံးချိတ်ထားတယ်သူတို့2နာရီ1နာရီနဲ့ပြောပြီးတော့ကျွန်တော်တို့ပတ်စံယူပြီးချိတ်ထားဖြစ်ထားတဲ့နေ့ချိတ်ထားပါတယ်ဒါကိုဘယ်လိုကြည့်မလဲဆိုရင်ဒီမှာဝင်ကြည့်လို့ရပါတယ်ဒီနောက်ဝက်မှာဝင်ကြည့်လို့ရပါတယ်ဆိုတော့အဲ့နောက်ဝက်မှာကျွန်တော်တို့ဝင်ကြည့်မယ်ဝင်ကြည့်လိုက်တဲ့အခါမှာ3ယောက်ရှိနေပါတချို့ဖုန်းတွေက unlink device လို့ပေါ်တယ်တချို့ဖုန်းတွေကဖုန်းနံပါတ်လို့ပေါ်ပါတယ်ဆိုတော့အဲ့အချိန်မှာကျွန်တော်တို့ကသူ့ကိုဝင်ကြည့်လို့ရပါတယ်အဲ့ဒါလို့ဝင်ကြည့်လိုက်တဲ့အခါမှာဒီမှာနာမည်ဒီခါတိုင်းနာမည်လူနာမည်ကိုချိန်ထားလို့ရတယ်ရက်တဲ့နာမည်ချိန်ထားလို့ရတယ်အင်္ဂလိပ်လိုချိန်တာကတော့အကောင်းဆုံးပဲဖြစ်တယ်ဘယ်သူမှဆိုချိန်ထားလို့ရပါတယ်အလုံးအင်္ဂလိပ်လိုမှာအင်္ဂလိပ်လိုကြည့်ပဲရေးတာပဲအဆင်ပြေပါတယ်အဲ့ဒါနာမည်ချင်းလို့ရတဲ့အကြောင်းကျွန်တော်ပြောတာဖြစ်တယ်အဲ့လိုမျိုးပေါ့မချင်းရင်လည်းရတယ်တကယ်လို့ကျွန်တော်အခုဒီ3ယောက်ကိုဒီ unlink device ဖုန်းကတနာရီပေးထားဖြစ်တဲ့ကျွန်တော်တနာရီပေါ့ဗျာတနာရီပြည့်သွားပြီလို့ကျွန်တော်မှတ်ထားပြည့်သွားပြီဆိုရင်ဒီ pause ကိုနှိပ်လိုက်လို့ရတယ်ဒီ pause ဆိုတဲ့ဟာကိုနှိပ်လိုက်တဲ့အခါမှာသူ့မှာ internet မရတော့ကျွန်တော်တို့ကတနာရီပြည့်ပါပြီပြန်มาတော့မပြောချင်တော့အဲ့လိုနည်းနဲ့ရတယ်ဒါမှမဟုတ်လည်းလူမှုရေးရအားနာတယ်ဆိုရင်တော့တနာရီပြည့်တဲ့အကြောင်းတော့ပြောပေါ့ဗျာဒီ pause ဆိုတဲ့ဟာလေးကို unpause ပြန်လုပ်လိုက်မယ်ဆိုရင်တော့သူက internet ပြန်ရသွားမှာဖြစ်တယ်အဲ့လိုနည်းနဲ့ပဲကျွန်တော်တို့ဒီကြိုက်သလောက်ဘောနော်ဒီဖုန်းတွေ customer တွေလာချိတ်တမျှအကုန်လုံးဒီထဲမှာဝင်ပြီးကမှရောင်းလို့ရတယ်လာတဲ့လူနာမည်တွေကိုချိန်ထားလို့ရတယ်ချိန်ထားပြီးကမှမှတ်ထားကိုယ်စောက်ထဲမှာမှတ်ထားပြီးရောင်းအောင် gateway တွေ AP တွေမရှိတဲ့အတွက်ကတော့လူတယောက်တော့ကျွန်တော်တို့လိုတာပေါ့ဗျာလူတယောက်လိုနေတယ်လို့ပြောရမယ်လူတယောက်စောင့်ကြည့်တာမျိုးလုပ်ရမယ်ပေါ့ဗျာဆိုတော့ကျွန်တော်တို့ကအဲ့လိုရောင်းနေရဖြစ်တယ်ကျွန်တော်တို့ရောင်းလိုက်တဲ့ဒီ Wi-Fi password ကစကန်ဖတ်ပြီးကမှဒီဘာပေါ့နော်စကန်ဖတ်ပြီးကမှဒီပွားပြီးသုံးလို့ရတာဖြစ်တဲ့အတွက်ကကျွန်တော်တို့ကဒီကိုရောင်းတာဘယ်နှလုံးလဲရောင်းလိုက်တာဘယ်နှလုံးလဲမရောင်းထပ်တူပြီးခိုးတုံနေရဘယ်နှလုံးလဲသိချင်းဒီနံပါတ်ကိုပဲကြည့်အောင်ပါပဲဒီမှာဝင်ကြည့်လိုက်ကိုရောင်းထားတာက3လုံးနဲ့ဆိုရင်ဒီမှာ4လုံးပေါ်နေတစ်လုံးကဒါခိုးတုံနေရဖြစ်တယ်ဆိုတော့ကျွန်တော်တို့သိနိုင်တယ်ပေါ့နော်ဆိုတော့အဲ့အချိန်မှာကျွန်တော်တို့က password ကိုချိန်ပြီးတော့ရောင်းအောင်မှာဖြစ်တယ်တနေ့ကို2ခါ3ခါလည်းချိန်ရနိုင်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ကအဲ့လို password ချိန်နေတဲ့အခါမှာဆိုရင်ဒီ setting တွေကိုဝင်ပါမယ် setting တွေကိုဝင်မယ်ဒီနဲ့ဝင်ပြီးကျွန်တော်တို့ဒီ router ဘက်ကိုပဲဒီ router ဘက်ကိုပဲယူရပါမယ်နော်ယူထားမယ်အဲ့လိုယူထားပြီးကျွန်တော်တို့ကဒါကျွန်တော်ပြထားတဲ့နာမည်ပေါ့ဗျာအောက်က network မှာဒီweb ကိုနှိပ်လိုက်မယ်အဲ့ဆို name ဒီ name မှာကိုကြိုက်တဲ့နာမည်ထားလို့ရတယ်ပြီးရင်ဒီမှာ password အနည်းဆုံး10လုံးလောက်ထားသေးခြင်းနဲ့အဲ့လိုထားပြီးကမှကျွန်တော်တို့ထားပြီးပြီဆိုရင်ကျွန်တော်တို့ကဒီအောက်မှာokay ကျွန်တော်မချိန်တော့ပြကြည့်မယ်ဟိုနေကျွန်တော်ထားလိုက်တဲ့ဥမာ password ပေါ့လေ1 2 3 4 5 6 9 10 1 2 3 4 5 6 9 10ကျွန်တော်တို့မှတ်ထားဖို့လိုတယ်အဲ့ဒီ password ထည့်ပြီးပြီဆိုရင်ဒီမှာ save ဆိုတာနှိပ်လို့ရတယ်ဆိုတော့အဲ့ဒါကကျွန်တော်ဆိုရင်တော့ဒီ password ထားတာမေ့မှာဆိုလို့ screenshot ရိုက်ပြီးယူထားတတ်တဲ့အကျင့်ရှိတယ် password မေ့မှာဆိုလို့အဲ့ဒါပြီးရင်ကျွန်တော်တို့က save လိုက်တယ်ပေါ့နော် save လိုက်တာနဲ့အဲ့ဒီလို wine တစ်ပတ်ပြည့်အောင်လဲတာကိုစောင့်လိုက်ပါအဲ့ဒါဆိုရင်တော့အရင်ချိတ်ထားတဲ့အလုံးတွေအကုန်လုံးက password ဒီချိန်သွားတာဖြစ်တဲ့အတွက်အကုန်ပြုတ်ကျသွားမယ်ပြန်သုံးရင်ကျွန်တော်ကဒီ password ခုနကျွန်တော်ထားခဲ့တဲ့ password ကိုပေးမှသူတို့ပြန်သုံးလို့ရgateway AP မရှိတဲ့ခါမှာအဲ့လို password ချိန်ပြီးတော့ရောင်းပြီးတော့စသဖြင့်ဆိုင်ဖွင့်ထားလို့ရတဲ့အနေအထားဖြစ်ပါတယ်တပတ်ပြည့်တော့ဆိုရပါပြီထုတ်လိုက်ဒါဆိုရင်ကျွန်တော်ကိုယ်တိုင်တော့မှpassword
မသိတော့ဘူး internet မရတော့ဘူးဒါကြောင့်မလို့ကျွန်တော် internet ပြန်ပြီးတော့ချိတ်ရမယ် internet ပြန်ချိတ်ရမယ်အခြေအနေဖြစ်ပါတယ်ကျွန်တော်ဒီဖုန်းတောင်မှခုနထားခဲ့တဲ့ inline96910 password ကိုပြန်ထည့်လိုက်မှအခုလိုကျွန်တော် internet ပြန်ရပြီပြန်သုံးလို့ရမှာဖြစ်ပါအဲဆိုကျွန်တော်တယောက်တည်းပဲချိတ်တာဖြစ်သွားပြီဒီမှာနောက်ဝက်မှာကြည့်လိုက်ရင်ကျွန်တော်တယောက်တည်းပဲချိတ်နေတယ်တခြားလူတွေအကုန်ပြုတ်ကျသွားပြီကျွန်တော်က password ပေးမှသာလျှင်သူတို့ပြန်သုံးလို့ရမှာဖြစ်ပါအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးပါခင်ဗျာနောက်ဗီဒီယိုတွေမှာပြန်ဆုံရမယ်